ဒီဆရာသမားဘာလို့မလဲကြည်လိုက်ကြရအောင်ဗျာပလတ်စတစ်ချင်းတောင်းလေးတွေယူလာပြီးအထဲမှာအိတ်လေးတွေခန့်နေတာနော်မြေကြီးတွေအောက်မကျွအောင်လို့တေချာလုံနေတာပုံပဲဗျာဝါလုံးလေးတွေပါရောက်လာပြီဆိုတော့အစိုက်ပြိုးပါသွားမယ်ဆိုတာတေချာသွားပြီချင်းတောင်းတွေထောင်းလီးတောင်းမှာဝါလုံးလေးတွေအဝင်ခွင့်ကြစိုက်နေတယ်နော်အောက်ခြေမှာတေချာလေးအပောက်ဖောက်ပြီးတိုက်ထူးနေတာရှယ်ပဲဗျာကဲမြေကြီးလွားတွေစထည့်နေပြီဗျာအာရဘာယာကိုခတ်ထည့်နေတာနော်အလဲမှာပလတ်စတစ်ခွက်လေးတစ်ခွက်ထည့်မြုပ်လိုက်တယ်ဗျာဘာလို့ဖို့လဲမသိဘူးနော်ဒီစင်ကနည်းနည်းစမ်းနေဗျာမိတ်ဆွေတို့ကဘလို့ထင်လဲ comment မှာမှန်ကြည့်ခဲ့ကြအောင်အော်မျိုးစေ့တော့ဖောက်နေပြီတခွားသီးဆိုင်မတူကိုတခွားစစ်လေးတွေကိုခုနကမြုပ်ထားတဲ့ခွက်ဘေးနာလေးတွေမှာဝိုင်းပြီးချနေတယ်ဗျာနေရာလေးတွေခွဲပြီးတေချာလေးစိုက်နေတာနော်တိုက်ရက်လိုက်တာဗျာဒီလိုမျိုးအိမ်မှာကိုလိုက်စိုက်စားဖို့တဲ့သူတွေရှိလားရှိရင် comment မှာလက်ညှိုးထောင်ခဲ့ပါအောင်မျိုးစေ့ချပြီးရတော့ရေလေးနေလောင်းပေးရတာကောအမြေကြီးဆိုသွားအောင်လို့ရေလောင်းတဲ့ကြရားလေးကအစားချစ်စရာလေးဗျာကလေးကစားစရာလေးကြာနေတာပဲကဲအခုတော့နေတာချပြီးပြီဆိုတော့ပင်လေးတွေထွက်လာဖို့ပဲစောင်းရတော့မယ်9ရက်ကြာပြီးရနော်ဟာထမင်းချမ်းခဲတွေကိုနဲနေတယ်ကလာကုန်ရက်တွေဆိုကျွန်တော်တို့လည်းပတ်ဆက်ပြလို့ဒီလိုပဲထမင်းချမ်းလေးနဲ့အသက်ဆက်ရတာပါပဲဗျာအဲ့ဒီနဲထားတဲ့ထမင်းချမ်းခဲတွေကိုအလဲကပလတ်စတစ်ခွက်တဲ့ထည့်နေတာနော်ဒါတဘာဝမြေဆွေလုတ်တဲ့နီလန်းပဲဗျာရေလယ်မိုက်တဲ့ idea နော်ပိုးကောင်တွေမဝင်အောင်အပေါ်ကနေဖုန်းလေးတေးချဖုန်းပေးထားလိုက်သေးတယ်ဗျာလမ်းနဲ့အခုဗီဒီယိုပဲမြို့ကနေကြည့်နေကြလေဗျာမြို့တူတဲ့သူတွေဆွေလာလို့ comment မှာ make ဆက်သွားကြအောင်15ရက်ပြည့်တော့အပင်လေးတွေအတော်ကြီးလာပြီဗျာကြီးတာမြန်လိုက်တာဒီကောင်လေးတွေကငါတို့လိုစင်ငယ်တွေထက်တော့အဖြစ်မြန်ထီတယ်နော်တွေ့လားဝါလုံးလေးတွေမှာအပင်ကိုတေချာလေးကျူးနဲ့လိုက်ရှိပေးနေတယ်ဗျာအပေါ်အထက်လန်အောင်လို့25ရက်ကြာတော့ပန်းပွင့်ဝါဝါလေးတွေပါပွင့်လာပြီပြုတ်အသီးစာသီးနေပြီတခွားသီးလေးတွေကဖူးဖူးလေးတွေနော်မြင်ရတာကစိတ်ချမ်းသာစရာကြီးဒီလိုမြင်ရဖို့ဆိုတာအချိန်ပေးပြီးတေချာဂရုစိုက်ဖို့တော့လိုတာပေါ့ဗျာအခုအရွက်ဝါဝါလေးတွေကိုလိုက်ညက်ထုတ်ပေးနေတယ်အပင်ပိုတန်းပြီးအသီးပိုထွက်အောင်လို့ဗျာအသီးတွေလည်းအကြီးကြီးတွေထစ်နေပြီနော်ချင်းနှောင်းနဲ့စိုက်တာဆိုပေမဲ့ချင်းမဟုတ်ဘူးဗျာကိုမျက်စီရှေ့မှာတင်တခွားသီးတွေတွဲလောင်းကြနေတာရှေ့ပဲနေတာလည်းအများကြီးမလို့ဘူးတိုက်ခန်းဝရဏလေးမှာစိုက်ထားလို့တော့ရတယ်နော်ကဲအခုဆိုရင်အသီးတွေအကုန်ခူးလို့ရနေပါပြီဗျာရေးသိမ့်ကျင်ရောက်ပြီပေါ့လက်ကိုမလဲဘူးတော့ခူးရတာအလုံးတွေကလည်းကြီးလိုက်တာဗျာတခွားသီးကြိုက်တဲ့တငယ်ချင်းတွေရှိရင်ကောင်းမှတက်တွယ်ပြီးတွားရည်ကြအောင်လှုပ်လိုက်ကြပါအောင်ကက်ကြီးတွေကြိုက်စရာမလိုဘူးအိမ်မှာတင် organic စိုက်စားလို့ရတဲ့နီလန်ကောင်းတယ်နော်ခူးလိုက်တဲ့အသီးတွေကလည်းချင်းတောင်တစ်ခုစာပြည့်ပဲပြောအားရစရာကြီးဒီလို့ဆိုရင်တမိသားစုလုံးစားလို့တော့ပိုတယ်နော်အိမ်နီးချင်းမှာဝေးလို့ရတယ်ကဲတလုံးချိုးပြမယ်ကြည့်အတန်လေးကကြွတ်နဲ့လက်ဆက်နေရပဲဒီလိုရေလယ်မိုက်တဲ့ဗီဒီယိုလေးတွေကိုသဘောကျရင် like and share လေးလုပ်ပြီး follow နှိပ်ထားခဲ့ပါအောင်နော်နောက်ဗီဒီယိုဒီမှာပြန်တွေ့မယ်ဗျာ